မျိုးသမီးတယောက်ဟာသူမရဲ့မျက်စိရှိမှတင်သူမရဲ့ကိုယ်ပိုင်လောင်းကြီးလဲလျောင်းနေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအလောင်းမှာလက်တစ်ဖက်လဲပြက်နေပြီးဒါဟာပါနဲ့တဲ့လူသက်သမားကတမင်ဖြတ်တောက်ထားခဲ့တာပါ။ဒါအပြင်အလောင်းရဲ့အထောက်ထားကိုဘယ်သူမှမမှတ်မိနိုင်အောင်မျက်နှာကိုလည်းအက်ဆစ်နဲ့ပတ်ထားခဲ့ပါသေးတယ်။ဒါမှလည်းလူသက်သမားဟာအဲ့ဒီအမျိုးသမီးရဲ့ခင်မွန်းနဲ့အတူဘာတားဆီးမှမရှိဘဲအတူတူနေထိုင်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မှာတော့ဒီသတင်းကရဲရရှိဖြစ်တဲ့ခင်မုန်းဖြစ်သူစီရောက်သွားပြီးသူဟာအခင်းဖြစ်နေရကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့ရောက်လာပါတယ်။သူ့ကိုမြင်တော့ဇနီးဖြစ်သူကအရန်စိတ်လှုပ်ရှားသွားပြီးသူ့ကိုပြစ်ဖက်ဖို့ကြိုးစားခဲ့ပေမဲ့သူမဟာအခုတော့တေးဆုံးသွားပြီဆိုတာကိုမေ့နေခဲ့ပါတယ်။သူမဟာခင်မုန်းဖြစ်သူရဲ့ရှေ့တက်တဲ့မှာရက်နေပေမဲ့ဘာတစ်ခုမှပြောလို့မရခဲ့ပါဘူး။ခင်မုန်းဖြစ်သူကအခင်းဖြစ်နေရကိုစစ်ဆေးကြည့်တဲ့အခါဒါဟာပျောက်ဆုံးနေတဲ့အမျိုးသမီးတယောက်ရဲ့အမှုဖြစ်နိုင်တယ်လို့ယူဆလိုက်ပါတယ်။ဒါကိုကြားတော့အမျိုးသမီးကပို့ပြီးတော့တောင်စိတ်မကောင်းဖြစ်သွားရတယ်။သူမကိုတက်လိုက်တာဟာသူမခင်မုန်းရဲ့ရီးစားဟောင်းဆိုတာကိုအော်ဟစ်ပြောပြဖို့ကြိုးစားပေမဲ့ဘယ်သူမှသူမရဲ့အတန်ကိုမကြားနိုင်ကြပါဘူး။ဒါပေမဲ့ခင်မုန်းဖြစ်သူရဲ့အလုပ်ပေါ်ကိုင်ဘက်ကဒီမျိုးသမီးတေဆုံးချိန်ဟာနှစ်တကူခါနီးည10နာရီတိတိမှပြောလိုက်တဲ့အခါမှာတော့သူဟာမနေ့ညကသူ့ဇနီးစီကဖုန်းခေါ်ဆိုမှုကိုချက်ချင်းတရိယာသွားပါတယ်။အဲ့ဒီတုန်းကသူ့ဇနီးကအကူအညီတောင်းခဲ့ပေမဲ့သူကတော့နှစ်တကူညမှာအိမ်မပြန်ပဲရီးစားဟောင်းနဲ့တွားတွေ့ဖို့ပြင်နေတာကြောင့်ဇနီးဖြစ်သူကပြဿနာရှာနေတာလို့ပဲထင်ခဲ့တာပါ။သူ့ရဲ့ပေါ်ဆမှုကြောင့်ဇနီးဖြစ်သူအသက်ဆုံးရှုံးရလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။အဲ့ဒီချိန်တုန်းကလူသက်သမားဟာအမျိုးသမီးရဲ့ရှေ့မှာတင်ရက်နေခဲ့တာပါအမျိုးသမီးဟာအကူအညီတောင်းပြီးအော်ဟစ်နေခဲ့ပေမဲ့ခင်မုန်းဖြစ်သူကကယ်ဖို့ရောက်မလာခဲ့ပဲစိတ်သက်ဝေဒနာရှင်ရီးစားဟောင်းကသူမကိုဓာတ်နဲ့ထိုးတက်ခဲ့တာဖြစ်ပါတယ်ဒါတောင်မှခင်မုန်းဖြစ်သူဟာအဲ့ဒီအလောင်းကသူ့ဇနီးရဲ့အလောင်းဖြစ်နေမှန်းအခုထိနားမလည်နိုင်သေးပါဘူးအလောင်းကိုမှုခင်းစစ်ချက်ယူဖို့တည်လာတဲ့အခါမျက်နှာကအက်ဆစ်နဲ့အကုန်လောင်သွားတာကြောင့်ဘသူပဲဝါဆိုတာခွဲခြားဖို့ခက်ခဲနေပါတယ်ဒါကြောင့်မျက်နှာပုံဖော်ကျွမ်းကျင်သူကိုခေါ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူကလူသက်သမားဟာဘာကြောင့်အမျိုးသမီးရဲ့လက်ကိုဖျက်သွားတာလဲဆိုတာကိုဇဝေဇဝါဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူတတိယသွားတာကတခါတော့ကသူ့ကိုကယ်ဖို့အတွက်ဇနီးဖြစ်သူကဓာတ်ကိုလက်နဲ့လှမ်းဖမ်းခဲ့တာကြောင့်သူမရဲ့လက်မှာနှက်ဆိုင်တဲ့အမာယုတစ်ခုရှိနေခဲ့တာပါဒါကိုတတိယရချင်းသူဟာအရန်တုန်လှုပ်သွားပြီးသူ့ဇနီးရဲ့အမိကိုအော်ဟစ်ခေါ်လိုက်ပါတော့တယ်ကဲနောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာသိချင်ရင်တော့အခုလိုပဲ